အားလုံးပဲမင်္ဂလာပါကိုစိုးကြီးကရှိုးလုံးလေးကကြိုဆိုလိုက်ပါတယ်ခင်ဗျာကကျွန်တော်ကတော့အသားဖြူပြီးရုပ်ချောတဲ့ကျွန်တော်ကိုမင်းပါကတိုးတာဆက်စီးလေးတစ်စီးကိုရောင်းချပေးပါမယ်ခင်ဗျာ 7G ကျွန်တော်တို့ရန်ကုန်လိုင်စင်1080เนาะနံပါတ်တန်းလေးရလည်းလာပါမယ်မော်ဒယ်လေးကတော့2008ပါခင်ဗျာအင်ဂျင်ပါဝါလေးကတော့ 0.5 နဲ့ရပါမယ်အလွိုင်းပက်လည်းနေပါကားလေးကကာလာဖြူအောင် grade ကတော့ UL grade လေးပါခင်ဗျာရန်ကုန်လိုင်စင်တော့ရန်ကုန်မှာပဲကညနာကိစ္စဝိစ္စအကုန်လုံးအဆင်ပြေချောမွေ့ပါမယ်ကဲကျွန်တော်အတွင်းကန်းလေးတစ်ချက်ပြပေးပါမယ်ခင်ဗျာကဲဒါလေးကတော့သူ့ရဲ့အတွင်းကန်းလေးပါ UL ကိုကျွန်တော်ပါဝင်တို့လေး၄ပေါက်နဲ့ရမယ်ပန်ချိုးမခောက်တို့ရပါမယ်ခင်ဗျာကဲဒါလေးကတော့ထိုင်ခွက်လေးပါကဲတွင်းကန်းဆိုလို့ရှိရင်လည်းထိုင်ကုန်နေပါတယ်ဒါထိုင်ကုန်စုတွေပါနေတသက်ရဲ့လေစီရသုံးရမှာပါလက်တင်နေပါလေပါဩပါမယ်ခင်ဗျာကဲဂီယာအဆောင်ပြူမရှိပါဘူးအော်တိုမန်2ဝီးလေးပါအပေါ် dashboard လေးဆိုလို့ရှိရင်လည်းကွဲတာပဲ့တာလုံးဝမရှိပါဘူးခင်ဗျာလိုင်စင်တက်တန်းလေးဆိုလို့ရှိရင်လည်းကျွန်တော်2028လေးလပိုင်းထိပါခင်ဗျာလိုင်စင်တက်တန်းလေးရလဲ2028ထိပါဝေးပါမယ်ကဲအယိုးစစ်တက်ပါမယ်ကဲဒါလေးကတော့နောက်ခန်းလေးပါနောက်ခန်းလေးရလဲလက်တင်နေပါရင်နဲ့ကဲအိမ်စီးနေနဲ့ပဲသုံးမလားကျွန်တော်ဒီပိုင်းတစ်နိုင်တော့ပစ္စည်းလေးပစ္စည်းရလေးတင်ပြီးတော့ပဲသုံးမလားခင်ဗျာတကယ်ကိုရွေးချယ်ဖို့တင်းတယ်ဒိုတာဆက်စီးလေးပါကဲဒါလေးကတော့နောက်ခန်းလေးပါခင်ဗျာနောက်ခန်းဆိုလို့ရှိရင်လည်းကျဲပါတယ်ကဲဗန်တိုက်ဆိုတော့เนาะကြဲဝန်းနဲ့တတောင်တတလေးစီးရမယ်ဒိုတာဆက်စီးလေးပါခင်ဗျာကဲဒီကားလေးကိုရောင်းချပေးမဲ့ဈေးတန်းလေးကတော့928သိန်းညှိနှိုင်းလေးရောင်းချပေးမှာပါငွေချန်လက်ထက်အကြီးကြအားလုံးအဆင်ပြေစေရပါမယ်ကဲဒါလေးကတော့ကျွန်တော်ဒိုတာဆက်စီးလေးရဲ့အင်ဂျင်ကန်းလေးပါခင်ဗျာ2008 model name plate အမဲလေးပါ 0.5 အမှန်ထွက်ပါတယ်เนาะချော်ပါတိုင်းလေးတွေတတ်မယ်စောင်းတာပြူတာကွဲတာလုံးဝမရှိပါဘူးခင်ဗျာကညနာတရားဝင်စစ်ပြီးသားကားလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါစိတ်ချယုံကြည်စွာဝယ်ယူအားပေးနိုင်ပါတယ်ကဲဒီကားလေးနဲ့ပတ်သက်ပြီးတော့ဒါအသေးသေးသိရှိခြင်းတယ်ဆိုလို့ရှိရင်ဒါကျွန်တော်ကိုမင်းရဲ့ Viber ဖုန်းနံပါတ်လေးဖြစ်တဲ့39991020ဒီတစ်နှစ်ကိုဆက်သွယ်မေးမြန်းနိုင်ပါတယ်399040530530လင်းနှစ်ကိုလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာကဲကျွန်တော်ကိုစိုးကြီးကရှိုးလုံးလေးမှာဒါချာအင်စီကားများစွာလည်းရှိပါမယ်ခင်ဗျာ 1.3 1.5 เนาะအင်ဂျင်ပါဝါအစုံလေးတွေရှိပါမယ်ငွေချန်လက်ထက်အရေးကြစနစ်ပြေကျွန်တော်တို့အယောင်းဝယ်များကိုပြုလုပ်ပေးနေရပါခင်ဗျာကဲကျွန်တော်ကတော့အသားပြူပြီးရုပ်ချောတဲ့ကျွန်တော်ကိုမင်းပါအကုန်လုံးကိုကျေးဇူးတင်ပါတယ်